ဖြစ်ပါ၏ကောင်းဆုံးလူသားဖြစ်ပါစေကောင်းဆုံးလူသားဖြစ်ရမည်ရောင်တိုင်းကြောင့်လို့ရောင်ပါကောင်းဆုံးပြောင်းကျူစားကောင်းဆုံးပြောင်းကျူစားကောင်းဆုံးလူသားတယောက်ပြောင်းကျူစားထိုနိုင်ငံအေးချမ်းသာရမည်ဘဝမှာအေးချမ်းသာရရဲ့ဘဝဖြစ်ပါသည်ဟိုကိုယ်တိုင်အေးချမ်းမှာညာနေရနေသာမြအေးချမ်းပြီးဟဲ့ဘုနိုင်ငံကြီးအေးချမ်းပါ၏ကောင်းဆုံးလူသားဖြစ်အောင်တင်ကြိုးစားဘုနိုင်ငံကြီးအေးချမ်းပါ၏ကောင်းဆုံးလူသားဖြစ်အောင်ကြိုးစားကောင်းဆုံးလူသားဖြစ်အောင်ကြိုးစားနိုင်ငံတွေအေးချမ်းပြီးကောင်းဆုံးလူသားဖြစ်အောင်ကြိုးစားရောင်ကြိုင်အားလုံးနဲ့ကောင်းဆုံးလူသားဖြစ်အောင်ကြိုးစားကောင်းဆုံးလူသားဖြစ်အောင်ကြိုးစားကောင်းဆုံးလူသားဖြစ်အောင်ကြိုးစားဖျားမကြိုင်အောင်လုံးနဲ့ကိုလူသားလူနိုင်ငံကြီးချမ်းသာရမည်ကောင်းဆုံးလူသားဖြစ်အောင်ကြိုးစားကောင်းဆုံးလူသားဖြစ်အောင်ကြိုးစားနိုင်ငံတွေအေးချမ်းသာရမည်တင်လူသားရောင်ကြိုင်အောင်လုံးနဲ့နောက်ကောင်းဆုံးလူသားဖြစ်အောင်ကြိုးစားကောင်းဆုံးလူသားဖြစ်အောင်ကြိုးစားဘုနိုင်ငံတွေအေးချမ်းသာရမည်ကောင်းဆုံးလူသားဖြစ်အောင်ကြိုးစားကောင်းဆုံးလူသားဖြစ်အောင်ကြိုးစားဘုနိုင်ငံတွေအေးချမ်းသာရမည်ရာရှင်အားရသော်ဖြာညစဉ်တောက်တော်ရေဆဲခွဲဖြင့်ကပ်လိုပါ၏ဗျာတန်လျာခြင်း၏အကျိုးအကြောင်းဖျားပြီးတော်မှာဘဝမှာအေးချမ်းပါစေအောင်မြင်ပါစေတိုးတက်ပါစေနိုင်ငံတွင်တပည့်တော်ရဲ့မိသားစုအားလုံးအေးချမ်းပါစေမိခင်နဲ့တကွညီကိုမောင်နှမရွှေတို့များအားလုံးခုနှစ်နှစ်နဲ့ဘဝများအပေါင်းအားလုံးနိုင်ငံသူနိုင်ငံသားများအပေါင်းအားလုံးကဘာလူကဘာသားများအပေါင်းအားလုံးအေးချမ်းပါစေအောင်မြင်ကြပါစေတိုးတက်ပါစေမြန်မာနိုင်ငံအေးချမ်းပါစေတာယာပါစေအောင်မြင်ပါစေလူသားတယောက်ရှိအတွက်အကောင်းနဲ့လူသားဖြစ်ရမယ်ဆိုလို့ရှိရင်တနိုင်ငံလုံးကအေးချမ်းသာရပါစေမြတ်စွာဘုရားရှင်ကြီးကြိုက်တာအောင်လို့ဆိုရင်တင်ဒီလူသားလူတိုင်းမြန်မာနိုင်ငံ